ဖေဖော်ဝါရီ14ရက်နေ့15ရက်နေ့ဒါမှမဟုတ်9ရက်မွေးနေ့တွေမှာ9ရက်ဖုန်းစခရင်ပေါ်မှာမော်မျော်လင့်ထားတဲ့နာမည်တစ်ခုပေါ်လာတတ်တယ်ဟေးနေကောင်းလားဒီနေ့နေ့ကိုတတိယနေ့လို့ပါအရင်ကအချိန်တွေကိုတတိယတယ်နော်ဆိုပြီးတော့ဒါမှမဟုတ် Happy Birthday ပါ Happy Valentine Day ပါဆိုပြီးတော့စတဲ့စာတိုးလေးပေါ့အဲ့ဒီချိန်မှာကိုယ့်ရဲ့နှလုံးခုန်တန်းတွေကလည်းမြန်လာမယ်လက်တွေကလည်းတုံလာမယ်ဟာတူငေါမမေ့တယ်ပဲတူပြောင်းလဲသွားပြီလားဆိုတဲ့မျောလင့်ချက်ရောင်ချီလေးတွေကောင်းတဲ့ကိုဖြတ်ကနေပေါ်လာမယ် stop ရက်လိုက်ပါကျမတင်းရဲ့ mentor တယောက်အနေနဲ့ရောတီလန်းကိုဖြတ်ကျော်ခဲ့တဲ့အမျိုးသမီးတယောက်အနေနဲ့တတိပေးခြင်းနဲ့ဒါကအချစ်လည်းမဟုတ်တယ်လို့မျိုးနှောင်တလည်းမဟုတ်ဘူးဒါက psychology အရာဆိုရင် Hugh Overland လို့ခေါ်တဲ့ဖုံဆုပ်စနဲ့ပြန်ဆုပ်တယ်လို့မျိုးပဲသူတို့တွေကတင်လွတ်မြောက်သွားမှာဒါမှမဟုတ်ကုစားနိုင်သွားမှာကိုကြောက်တဲ့အတွက်ကြောင့်မလို့ပြန်လေးဆုပ်ယူတာဖြစ်ပါတယ်ဒါကြောင့်ဒီနေ့ဒီဗီဒီယိုတွေမှာသူတို့တွေရဲ့စာတို့ကတင့်ကိုဘာကြောင့်နာကျင်စေနိုင်တယ်လဲတကယ်လို့သူတို့ရဲ့စာကိုပြန်လိုက်တဲ့အချိန်ကြာလို့ရှိရင်တင်းရဲ့ progress တိုးတက်မှုတွေအကုန်လုံးပါဆောင်ဆုံးဖြစ်သွားနိုင်တယ်ဆိုတော့ကိုရှင်းပြပေးတော့မယ်ကိုဒီမေးခွန်းလေးမေးခဲ့ပို့လားငါအပေါ်ကိုကောင်းကောင်းမွန်မွန်ဆက်ဆက်နေတဲ့လူကိုကြတော့ဘာလို့စိတ်မဝင်စားမချစ်ပဲနဲ့ငါကိုနာကျင်ဆိုးဆိုးဝါးဝါဆက်ဆက်နေတဲ့လူကိုကြမှာဘာလို့ဆွဆွလန်းလန်းဖြစ်နေရတယ်လဲဆိုတဲ့မေးခွန်းပါပဲအဖြေကတော့ intermittent reinforcement လို့ခေါ်တဲ့ပြတ်တောင်းစုပြီးစနစ်ကြောင့်ပဲဖြစ်ပါတယ်ဒါကဘာနဲ့တူလဲဆိုတော့ကာစီနိုရုံတွေမှာလူတွေကိုဆွဲလန်းအောင်လုပ်တဲ့နည်းပညာနဲ့အတူတူပဲnarcissist တွေကလည်းတင်းအပေါ်ကိုအမြဲတမ်းစိုးနေတာမဟုတ်ဘူးတင်းအပေါ်ကို10ခါနှိပ်စက်လို့ရှိရင်တစ်ခါပြန်ပြီးတော့ချစ်ပြပေးတယ်အဲ့ဒီတစ်ခါဆိုတော့အခိုက်တန့်ကတင်းရဲ့အောက်နောက်ထဲကဒိုပါမင်းဆိုတဲ့ပျော်ရွှင်မှုဟော်မုန်းတွေကိုတလပေါ်ထွက်စေတယ်ဒါကြောင့်မလို့သူတို့တွေစာတို့ပို့တယ်ဆိုတာကslot machine မှာ jackpot တွေပေါက်တယ်လို့မျိုးခန်းစားရအောင်လုပ်တာဖြစ်ပါတယ်အဲ့ဒီချိန်မှာတင်းရဲ့အောက်နောက်ထဲမှာဟာဒီတစ်ချိန်တော့အမှန်ကန်ပြောင်းလဲသွားပြီလို့ထင်မှတ်သွားစေတယ်ဒါပေမဲ့တတိထားမှာကကာစီနိုရုံပိုင်ရှင်တွေကဘယ်တော့အခါမှအရှုံးမခံဘူးနော်ထိုနည်း၎င်းပဲ narcissist တွေကလည်းတင့်စီကိုပြန်လာတယ်ဆိုတာကတင့်ကိုချစ်လို့မဟုတ်ဘူးသူတို့တည်းရဲ့အတ္တ ego အတွက် surprise လိုအပ်လို့တာဖြစ်ပါတယ်ပြောရမယ်ဆိုရင်တော့တင်ကသူတို့ရဲ့လက်ခောက်ထဲမှာရှိနေသေးလားဆိုတော့ကိုတိကျင်လို့စမ်းတက်တာပဲဖြစ်ပါတယ်ပေါ့နော်ဒီနေရာမှာကျွန်မအရင်ကြိုက်တဲ့ content concept တစ်ခုကိုထည့်ပြောချင်တယ်အဲ့ဒါတော့ content entanglement ပါအမုံနှစ်ခုကတစ်ခါထိတွေ့ဘူးလို့ရှိရင်ဘလောက်ပဲဝေးတစ်ခုနဲ့တစ်ခုကဆက်နွယ်နေတတ်တယ်ဆိုတာကိုအရင်က no contact video မှာကျွန်မရှင်းပြထားပြီးပြီကိုက no contact လောက်ထားပြီးတော့ကိုတီဆောက်နေတဲ့အချိန်မျိုးမှာကိုရဲ့ energy တွေကတန့်စင်စားပြုတ်လာပြီးကိုရဲ့ frequency တွေကလည်းမြင့်လာပြီးအဲ့ဒီချိန်မှာ narcissist ဖြစ်တဲ့ energy vampire ဆွမ်းအင်စုပ်ယူတဲ့သူတွေကကို energy မြင့်လာတာကိုအလိုလိုတည်တယ်ဒါကမချစ်မဟုတ်ဘူးเนาะဒါက physics ရဲ့သဘောတရားပဲဒါကြောင့်မလို့သူတို့တွေစာတို့ပို့တဲ့အချိန်မျိုးမှာတင့်စီကို energy hook တစ်ခုပြစ်လွတ်လိုက်တာနဲ့အတူတူပဲအကယ်၍ကိုကသူတို့ရဲ့စာကိုပြန်လိုက်ရင်ကျေးဇူးတင်ပါတယ်လို့ပဲပြောဆဲဖို့အတွက်ပဲပြန်ကိုကအဲ့ဒီ energy hook ကို auto လက်ခံပြီးလက်တာဖြစ်သွားပြီအဲ့ဒီချိန်မှာကိုရဲ့ energy စွမ်းအင်တွေအကုန်လုံးကသူတို့စီကိုစီစဉ်သွားမယ်ပေါ့နော်အဲ့တော့တကယ်လို့ကိုကသူတို့ရဲ့စာကိုပိတ်ခါ ignore ပြုတ်လိုက်မယ်ဆိုရင်အဲ့ဒီရဲ့ wave function ကအလိုလိုပြိုလဲသွားတယ်တကယ်လို့ကမနေနိုင်လို့စာပြန်လိုက်မယ်ဆိုရင်ကိုကအတိတ်ကနာကျင်မှုကဘာ timeline ထဲကိုပြန်ပြီးတော့ရောက်သွားမယ်အဲ့ဒီချိန်မှာကိုတိဆောက်ထားတဲ့ကိုရဲ့ discipline စီကံတွေကိုရဲ့ငြိမ်းချမ်းမှု peace တွေစတဲ့အရာတွေအကုန်လုံးကပြိုလဲသွားပါလိမ့်မယ်ဒါဆိုရင်ဒီစာတိုလေးတစ်စောင်ကြောင့်ကိုရဲ့အနာဂတ်နဲ့လဲဖို့အတွက်ထိုက်တန်ရဲ့လားဆိုတာကိုပြန်ပြီးတော့မေးခွန်းထုတ်ကြည့်ပါဒါဆိုရင်ဘယ်လိုမျိုးလုပ်မလဲလို့မေးလို့ရှိရင်ကျမရဲ့အကြံပေးချက်ကတော့ silent method ပါကိုရဲ့တိတ်ဆိတ်ခြင်း silent ကသူတို့တဲ့အတွက်အဆိုးဝါးဆုံးနဲ့အပြင်းထန်ဆုံးဖြစ်တယ်ပဲ narcissist တွေကသူတို့ကိုမုန်းရင်ခံနိုင်ရရှိတယ်ဒါပေမဲ့သူတို့ကိုမရှိတော့တဲ့လူတယောက်လိုမျိုးဆက်ဆံတာကိုတော့တီလောက်အောင်ကိုကြောက်တယ်ဒါကြောင့်မလို့ကိုရဲ့ silent တိတ်ဆိတ်ခြင်းဟာကိုရဲ့တကူပါဝါပဲဖြစ်တယ်အဲ့ဒီတော့ Valentine Day နေ့တွေမှာဒါမှမဟုတ်ကိုရဲ့နေ့ထူနေ့မြတ်တွေမှာဆိုရင်သူတို့စီကအချစ်တွေကိုမမျှော်လင့်ပါနဲ့ကိုလိုချင်နေတဲ့အချစ်ကိုကိုပြန်ပေးပါကျမရဲ့ client ကိုကျမအမြဲပြောတဲ့စကားတစ်ခုရှိတယ်ကိုအတွက်ကိုဘန်းဝေပါ
ကိုနဲ့တင်နာတိတ်လုပ်ကြည့်ပါကိုဟန်တန်ဖိုးရှိတဲ့လူတစ်ယောက်ပါကိုရဲ့တန်ဖိုးကလည်းကိုရဲ့လက်ထဲမှာပဲရှိတယ်ဘယ်သူစီကမှ validation အတိမတ်ပြုမှုတွေတောင်းခံနေစရာမလိုပါဘူးတကယ်လို့တင်ကဒီ Hugh Overling ဆိုတဲ့ထောင်6ထဲကနေလွတ်မြောက်ဖို့အတွက်အဆင့်တင်ဖြစ်ပြီးဆိုရင်ဗီဒီယိုလေးရဲ့အောက်မှာ I choose me လို့ comment လေးတွေရေးတော့ပါကိုရဲ့ energy ကိုပို့ပါခွဲပါ